တော့မိတယ်ဆရာတို့နံပါတ်5လေးကိုဆက်တွက်ကြရအောင်အဲ့တော့နံပါတ်5လေးကနည်းနည်းလေးခက်ခဲတဲ့အပိုင်းကိုရောက်လာပြီဒါပေမဲ့ဆရာတို့တိတဲ့ကဏ္ဍက30ရယ်90ရယ်လိုချင်တဲ့ကောင်က h y z k ဆိုပြီးတော့လိုချင်တယ်အဲ့တော့မတိကိန်း၄ခုကိုရအောင်ရှာရမယ်ပေးထားတဲ့ကဏ္ဍက2ခုအဲ့တော့ဆရာတို့ပေးထားတဲ့ကဏ္ဍကနေစပြီးတော့စဉ်းစားမယ်ဆိုရင်ဒီ30နဲ့ပတ်သက်နေတဲ့ဆက်နွယ်နေတဲ့မတိကိန်းနေရာမရှိဘူးဒါပေမဲ့90ကိုစဉ်းစားမယ်အဲ့ဒါရှိခြင်းမရှိခြင်းကိုစဉ်းစားတဲ့အခါကျရင်တားလို့တမီတော့ဒီမြင်းပြိုင်ဂုဏ်တက်တီ formula ကိုကျွမ်းကျင်နေမှရမယ်နော်အဲ့တော့30နဲ့စဉ်းစားတဲ့အခါမှာဆရာတို့မရှိဘူးဒါပေမဲ့90နဲ့စဉ်းစားတဲ့အခါမှာရှိတယ်ဆရာရှိတယ်လို့ပြောလိုက်ပြီတားလို့တမီတော့စဉ်းစားကြည့်လိုက်ဘယ်နေရာနဲ့ဆက်တွယ်နေတာလဲ90ဟာ k နဲ့ဆက်တွယ်တာလားဒါမှမဟုတ်လို့ရှိရင် y နဲ့ဆက်တွယ်တာလားဒါမှမဟုတ်လို့ရှိရင် z နဲ့ဆက်တွယ်တာလားဒါမှမဟုတ်လို့ရှိရင် h နဲ့ဆက်တွယ်တာလားစဉ်းစားကြည့်လိုက်တယ်နော်ဆရာမြင်တာအောင်လို့မလို့ပြောလိုက်မယ်မြင်းပြိုင်ကဒီနှစ်ကြောင်းတော့ဒါတော့မီတို့မြင်းပြိုင်ကဒီ downline နှစ်ကြောင်း vertical နှစ်ကြောင်းပေါ့အဲ့တော့ဆရာမြင်းပြိုင်နှစ်ကြောင်းကိုဆွဲမယ်အကျန်းဆွဲပေးမယ်မြင်းပြိုင်နှစ်ကြောင်းနောက်တစ်ကြောင်းဆွဲလိုက်မယ်ပြီးရင်90ပါတဲ့မြင်းလေးကိုဆရာဆွဲလိုက်မယ်90ပါတယ်ဒီမှာ90နော်ဒီကောင်လေး90ဆိုတော့တောက်မှန်လေးပေါ့90ဒီဂရီโอเคဒါဆိုလို့ရှိရင်ဒီကောင်ဟာမြင်းပြိုင်နှစ်ကြောင်းဖြတ်မြင့်တစ်ကြောင်းကဖြတ်တယ်ဒါဆိုရင်ဒါမြင်းပြိုင်နှစ်ကြောင်းဖြတ်မြင့်တစ်ကြောင်းကဖြတ်တယ်90ပါတဲ့ဖြတ်မြင့်ပေါ်မှာစဉ်းစားတဲ့အခါမှာ2နဲ့ရှိနေတာက8ဒါဆိုလို့ရှိရင်မြင်းပြိုင်နှစ်ကြောင်းကိုဖြတ်မြင့်တစ်ကြောင်းကဖြတ်တဲ့အခါမှာဖြတ်မြင့်ရဲ့တစ်ဖက်ထဲမှာရှိတဲ့အတွင်းတောင်နှစ်ခုပေါင်းရင်180ဆိုတဲ့ဒီဂရီ180ဆိုတဲ့ formula လေးနဲ့တွားပြီးတော့ညှိနေတယ်ဒါကြောင့်လို့90နဲ့ h နဲ့ကဆက်တွဲချက်ရှိတယ်โอเคဒါဆိုလို့ရှိရင်ဆရာတို့က h တန်ဖိုးရပါပြီ h တန်ဖိုးဘယ်လောက်ရလဲ90ပေါ့ဆရာတန်းပြီးတော့ရေးလိုက်တဲ့ပုံစံမျိုးပေါ့နော်ဆရာအဲ့ဒါကိုတွက်ပြမယ်ဆိုရင်90နဲ့ h နဲ့ပေါင်းရင်180နော်အဲ့တော့ h ကိုလိုချင်တယ်ဆိုရင်180တဲကနေပြီးတော့90ကိုနှုတ်အဲ့တော့ h တန်ဖိုးဘယ်လောက်ရလဲ90ဒီဂရီရတယ်ဒေါက်တာမီတို့โอเคဒါဆို90ဒီဂရီရသွား h တန်ဖိုးတည်သွားပြီအဲ့တော့ h တန်ဖိုးဟာ z နဲ့ဆက်တွယ်နေတယ်လား y နဲ့ဆက်တွယ်နေတယ်လား k နဲ့ဆက်တွယ်နေတယ်လားကြည့်လိုက်တော့လေမဆက်တွယ်ဘူးဟုတ်ပြီဆရာဒါဆိုဘာလို့ရှာမလဲဆရာပုံချမ်းလေးတစ်ပုံထပ်ဆွဲပြမယ်ဒီမှာဆွဲပြမယ်เนาะအဲ့တော့ဒီမှာတရိကံလေးโอเคဆရာတို့ဒီနားလေးမှာရှိတာ30ဒီဂရီဒီတရိကံလေးဒီတရိကံလေးเนาะအဲ့ဒါကိုဆရာ highlight လေးပြမယ်ဒီတရိကံလေးအဲ့တော့အဲ့ဒီတရိကံလေးရှိတဲ့နေရာအဲ့ဒီတရိကံလေးပေါ့နော်ဒီဒေါင်းလေးက30ဒီဂရီဒါကြောင့်ဆရာဒီမှာ30ဒီဂရီရေးလိုက်မယ်ဒီနားလေးက h ဒီနားလေးက h အဲ့ဒီ h တန်ဖိုးလေးကဘယ်လောက်လဲတောက်သမီးတို့90ဒီဂရီပါတောက်သမီးတို့ဒါဆိုဒီနားလေးက z ရှိတယ်ဒီနားလေးမှာ z ဆိုတာလေးရှိတယ်ဒါဆိုရင်တရိကံတစ်ခုရဲ့အတွင်းထောင်3ခုပေါင်းရင်180ဒီဂရီဖြစ်တဲ့အတွက် z တန်ဖိုးကိုလိုချင်တယ်ဆိုရင် z ရဲ့90ရဲ့30ရဲ့ပေါင်းရင်ဒါတို့ပြီတို့180ရပါတယ်ဒါတို့ပြီနော်ဘာဖြစ်လို့လဲတရိကံတစ်ခုရဲ့အတွင်းထောင်3ခုပေါင်းရင်180ဆိုတဲ့ formula အရာပါအဲ့တော့ဆရာက90နဲ့30နဲ့ပေါင်းရင်120เนาะအဲ့တော့180ဒီဂရီအဲ့တော့ z တန်ဖိုးကိုလိုချင်တယ်ဆိုရင်180ဒီဂရီတည်းကနေပြီးတော့120ကိုနှုတ်ဘယ်လောက်ရမလဲဒါတို့မီတို့ z တန်ဖိုးဟာ60ဒီဂရီရပါတယ်ဒါတို့မီတို့โอเคဒါဆိုရင်ဆရာနောက်ထပ် y နဲ့ k နဲ့ကိုလိုချင်တယ်မြင်းပြိုင်နှစ်ကြောင်းရှိတယ်ပေါ့ဆရာဒါလေးဖြတ်လိုက်တော့နော်မြင်းပြိုင်နှစ်ကြောင်းရှိတယ်မြင်းပြိုင်နှစ်ကြောင်းရှိတယ်အဲ့တော့ k နဲ့ y နဲ့ပါတဲ့မြင်းလေးကိုဆရာဆွဲလိုက်တဲ့အခါကျတော့ဒီလိုမျိုးလေးအဲ့တော့ဒီနားလေးမှာက z ဒီနားမှာ k ဒီနားမှာ y ဒါဆိုလို့ရှိရင်ဆရာတို့ z တန်ဖိုးတည်တယ်လေ z တန်ဖိုးက60ဒီဂရီဒါဆို z နဲ့ k နဲ့က
ဘယ်လိုဆက်တွယ်နေလဲဒါတို့သမီးတို့ဝိတမတထောက်အနေနဲ့ဆက်တွယ်နေပါတယ်ဒါကြောင့်မလို့ z equal to k ပါဒါတို့သမီးတို့ဘာကြောင့်လဲဝိတမတထောက်နားလည်မယ်နော်ဒါတို့သမီးတို့โอเคဒါဆိုလို့ချင်း z တန်ဖိုးကဒါ60ဆိုရင် k တန်ဖိုးဘယ်လောက်ရမလဲဒါတို့သမီးတို့60ဒီဂရီပါပဲဒါတို့သမီးတို့โอเคမြင်းပြိုင်နှစ်ကြောင်းပထမအကြောင်းရဲ့ညာဘက်ဒုတိယအကြောင်းရဲ့ညာဘက်ဒီလိုကောင်လေးကို y ကိုအပေါ်မှာထားပြီးထားမယ်ဆိုရင်အပေါ်လိုက်ဖက်တောင် k ကိုအပေါ်မှာထားပြီးစဉ်းစားမယ်ဆိုရင်အောက်ဖြစ်သွားမယ်နော် k ကအောက်ဘက်ကိုဖြစ်သွားမယ်အဲ့တော့အောက်ဆိုတော့ လိုက်ဖက်တောင်မယ်ဒါမျိုးတို့ဒါကြောင့်မလို့ y equal to k ပါเนาะဒါတို့ဒီမျိုးတို့ဘာကြောင့်လဲ လိုက်ဖက်တောင်မလို့ပါဒါကြောင့်မလို့ y တန် k တန်ဖိုးကဒါ60ဆိုရင် y တန်ဖိုးကလည်းဘယ်လောက်ပဲလဲဒါတို့မျိုးတို့60ဒီဂရီပါပဲဒါတို့မျိုးတို့နားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဒါတို့မျိုးတို့